make up လေးလိမ့်ပါမယ်အပြင်မသွားခင်လောလောဆယ်တော့ဒါတော့ moisturizer လေးလိမ့်နေရပေါ့နော်အဲ့တော့ခေတော့ခုမှ moisturizer လိမ့်တန်းလိုက်နဲ့ vlog လုပ်မယ်ဆိုပြီး idea ရတော့တခါတည်းဟိုဆက်မရှိသလိုဖြစ်သွားတာပေါ့နော်အဲ့တော့ဒီ vlog ရဲ့အကြောင်းရတော့ဘာလဲဆိုတော့ဒီစုရဲ့နှာခေါင်းပြင်တဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ပြောချင်တာပေါ့နော်အဲ့တော့ဒီထဲမှာဘာပေါင်လဲဆိုရင်ဒီထဲမှာဒီနှာခေါင်းပြင်ရတဲ့အကြောင်းအရင်ဘယ်လို method နဲ့ပြင်လဲစသည်ဖြစ်ပေါ့နော်ပြီးတော့နှာခေါင်းပြင်တာကိုအားပေးလာပေါ့အဲ့ပိုင်းနေသွားမယ်စေးကန်းနဲ့ပတ်သက်ပြီးတော့ပါမှာမဟုတ်ဘူးအဲ့တော့ကိုကစေးကန်း information အတွက်ကြည့်ရဆိုရင်အချိန်ကုန်မှာစလို့မကြည့်ပါနဲ့ဘာလို့လဲဆိုတော့စုကစေးကန်းနဲ့ညှိနေတယ်စုကို commission တစ်ခုပေါ့နော်ရမယ်ဆိုလို့ရှင်တော့ဒီဥစ္စာကိုသူတို့စေးကန်းကိုကြီးညာပေးနေမှုဆိုတော့မကြီးညာပေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါစုရဲ့ဟို platform ကိုသုံးတာဆိုတော့ပေါ့နော်အဲ့တော့အဲ့ဒါလေးကတစ်ခုနောက်တစ်ခုကကျတော့စုကိုရန်ကလည်းဒီစေကန်းမှာသူတို့ကအမေရိကန်ဆိုရင်ကိုယ့်ရဲ့ပုံနဲ့သူတို့ social media မှာသူတို့ကြီးညာခွင့်ပေါ့နော်သူတို့ပေးရဆိုလို့ရှိရင်ဈေးသက်သာတယ်ဒါပေမဲ့စုဟာအဲ့ဒါကို full price ပဲပေးလိုက်တယ်ကြီးညာခွင့်မပေးဘူးဘတ်3000လောက်တော့ပို့ပေးရတယ်စု total ကုန်တာဘတ်3သိန်းခွဲကုန်တယ်အဲ့တော့ဘတ်3000ပို့ပေးရဆိုတော့အကယ်လို့ဒါကိုယ့်ရဲ့စုအတိုင်းပဲပြင်ချင်တယ်ဆိုလို့ရှိရင်တော့သူကဘတ်3,200,000နဲ့ကိုသာကြီးညာမယ်သူကိုပုံတွေပေးတင်မယ်ပေါ့နော်သူတို့ platform မှာအဲ့လိုပဲပေးတင်မယ်ဆိုလို့ရှိရင်တော့3,200,000လောက်နဲ့ရမယ်ဆိုကနှစ်လောက်ထိ process ကိုပုံတွေပို့ရတာဘာနဲ့ဆိုတော့အဲ့ဒါယူစုကိုယ့်ကိုအဲ့လိုမျိုး control ပုံစံမျိုးဆိုရကြမကြိုက်တဲ့အတွက်မပြင်းဘူးဆိုတဲ့သဘောမျိုးပဲပေါ့နော်အဲ့တော့ဒါတော့ဈေးနှုန်းနဲ့ပတ်သက်ပြီးလည်းပြောပြရပါဆိုတော့ကစပြီးပြောပဲပေါ့နော်ဒီနှာခေါင်းကအခုဆိုတာ8ရပေါ့နော်ဒါကြောင့်လုံးဝအသားမကျသေးဘူးနှာခေါင်းရတက်လူကတက်လို့ဖြစ်နေတယ်အခုဆိုစကားပြောလို့ရှိရင် AI ကစကားပြောလို့ပါဇက်ကပဲတင်းလှုံနေရတယ်မျိုးလုံးလေးနှာခေါင်းအရချမ်းနိုင်မလှုံနေဘူးပေါ့နော်အဲ့တော့ဒါကတော့ normal ပါပဲဘာလို့ဆိုစုအရှိမှာစု surgery လုပ်ဖူးတယ်အဲ့တော့စုသိရပေါ့နော်ဟိုတလလောက်ပထမ surgery ဟောတော်တော်ဆိုးရယ်တလလောက်လို့စကားပြောရတာအဆင်မပြေဘူးပေါ့နော်ဒီနှာခေါင်းဒီထုတ်လိုက်တဲ့တစ်ခုဆိုလို့ရှင်အဲ့လိုတလလောက်စကားပြောရတာတော်တော်အဆင်မပြေဘူးခုကျတော့10ရက်လောက်နဲ့ဆိုတော့ဒီတစ်ခုကတော်တော်လေးအသားကျတာညံ့တယ်ပြောရမယ်ဒါပေမဲ့လောလောဆယ်မှာ10ရက်လောက်ပဲဖြစ်တဲ့အတွက်ဒါဆိုရင်ကြော်ထူးနှာခေါင်းကိုကြီးနေတွေ့လားဒါကြီးကအဲ့လိုထိတ်ကကြီးနေတယ်လို့ဒါကြီးကပိုရှောင်းတယ်လို့အဲ့လိုကြီးတော့ဖြစ်နေရပေါ့နော်နောက်တစ်ခုကတော့မျက်လုံးကမတိလို့ရှိရင်မျက်လုံးမှာတချို့ကမေးပြင်လိုက်တာလားဆိုမျက်လုံးပြင်လိုက်တာမဟုတ်မျက်လုံးကတော့ဒီလိုဆွဲလိုက်တော့ဟိုမျက်လုံးကဒီလိုစူးတယ်လို့မျိုးဖြစ်သွားတာပေါ့နော်ပြီးတော့စူးမျက်လုံးအစားတွေကတရုပ်မျက်လုံးပင်မဲ့စူကဒီလိုမျိုး shape ကဒီလိုမျိုးသွားတာဒီလိုသွားတာမဟုတ်အဲ့တော့အစားရဲ့အဲ့လိုပုံစံသွားတော့သူကဟိုမျက်ခုံးရမျက်လုံးရအဲ့လိုသွားလိုက်တော့မျက်ခေါင်းကဒီလိုကြီးသရိကန်လိုမျိုးဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကြံတဲ့ဟာတွေဘာလုပ်ထားလဲဘာမှမလုပ်ထားဘူးကြံတာကတော့မျက်နှာစုကအရင်တည်းကပြရတယ်ဒါပေမဲ့ဖြစ်ချင်တော့ဒါကတော့ပြင်လို့ရှင်ကောင်းတဲ့အချက်ပေါ့နော်တခါတည်းသူကဒီမျက်နှာဒီအစပြားတယ်ဆိုတာဒီဟာတွေအကုန်လုံး channel features တွေအကုန်လုံးအရန်သိတဲ့အခါမှာဒီမေးစီနဲ့ဒီကြောလိုက်ရပဲပိုပြီးကြီးတယ်လို့ခံစားနေရပါပေါ့အခုကျကျန်တဲ့ဥစ္စာလေးကရောင်တောင်လေးနဲ့ကြီးနေတယ်မှာနှခမ်းတွေရောပေါ့နော်အကုန်လုံးအဲ့လိုမျိုးအရင်ပိုပြီးကြီးရလို့ခံစားလိုက်ရတဲ့အခါမှာကျတော့ဒီဟာစွဲကြောလိုက်ရအရန်ကြီးအရင်တော့လို့မေယိုကရလို့မထင်ရတော့ ray ကွက်တိလောက်ဖြစ်သွားတယ်အဲ့တခုကတော့ဘာလဲဆိုတော့မေယို surgery လုပ်เสียမလို့ပဲနဲ့ကောင်းသွားတဲ့အချက်နောက်ထပ်ကောင်းတဲ့အချက်တွေပြောရရင်တော့ကောင်းတာတွေကအများကြီးပါပဲဒါရှင်းတယ်ပေါ့နော်စုကတော့ရှင်းတယ်စုမှာဟို insecurity နဲ့ပတ်သက်လို့ရှင်တော့စုနှာခေါင်းအရင်ကတည်းက insecure တော့မဖြစ်ဘူးဒါ to be honest စုရဲ့ဘယ်အစိတ်အပိုင်းကိုမှဘယ်တုန်းမှဖွက်ထားပြီး insecure ဖြစ်တယ်ဆိုတာမရှိဘူးအဲ့ဒါကြောင့်လဲစု vlog တွေလုပ်လို့ရှင် make up တောင်မလဲဘူးစု bare face ကိုပြရတာကိစ္စမရှိဘူးဒါပေမဲ့ကြိုက်လားဆိုရင် 100% မကြိုက်ငယ်တည်းကလည်းမကြိုက်ဘူးကြီးတဲ့အထိလည်းမကြိုက်ဘူးဒါကြောင့်ပြင်တယ်အထူးသဖြင့်စု post လေးတင်ထားရပေါ့နော်စုရဲ့အမေရဲ့ features ကိုကြိုက်တယ်ဘာလို့လဲဆိုတော့ဟိုကလေးဆိုတာလေ inspiration ကမိပါအောင်အဲ့တော့မိဘကိုကတော့ကြည့်ပြီးတော့inspire you ဖြစ်တဲ့အတွက်အမေကိုသဘောကျတယ်အဲ့တော့အမေရဲ့နှာခေါင်းနဲ့တူတဲ့နှာခေါင်းပုံစံလုပ်လိုက်တယ်ပေါ့နော်အဲ့တော့တခုရှိတယ်အဲ့ဒီမှာမေးခွန်းထုတ်เสียရှိရပေါ့လုံးဝပြောင်းသွားတယ်ပေါ့နော်အဲ့တော့
လုံးဝနောက်ထပ်လူတစ်ယောက်လိုမျိုးခံစားရတယ်ပေါ့ yes စုလည်းခံစားရတယ်စုလည်းမနှမိုးလင်းလို့ရှာဟာဒီရုပ်ကိုကိုယ့်အကိုလေအရင်ထူးဆန်းသေးလားပြီးတော့ပိုးဆိုတော့အခုဆိုအယောင်ကြတော့ဟိုနေ့ကဆိုကြော်ထွေးလို့နှာခေါင်းအဖြစ်နောက်နေ့ဆိုရင်ကျတော့တက်တာအခုဆိုရင်တော်တော်လေးဒါနဲ့တက်တာလာပြီဒါပေမဲ့နောက်နေ့ဆိုပို့ပြီးတက်တာမယ်ပေါ့နော်အဲ့တော့လေဘာဖြစ်လဲဆိုတော့ဟိုကိုတိုင်းလည်းအခုထိနောက်ထပ်ဒီ face ကို processing လုပ်နေရအောင်မယ်ဒါပေမဲ့surgery အကုန်လုံးကအသားမကျသေးတဲ့အချိန်မှာဆိုလို့ရှိရင်တော့အဲ့လိုနှာခေါင်းတက်အခုဆိုစကားပြောရင်စကားပဲအတီးပြောနေသလိုဖြစ်တယ်ကွာအဲ့လိုတက်တွေကြံတဲ့ဥစ္စာရမလှုပ်ဘူးပေါ့နော်ဥမာရီးမယ်ဆိုရင်လည်းတတိလေးနဲ့ထိန်းနေရတယ်မရှိသေးဘူးပေါ့နော်အဲ့တော့ကအားလုံးကအဲ့လိုတက်ဆိုရဲခံစားဆက်တော့လောလောဆယ်ဖြစ်နေလိမ့်မယ်ဒါပေမဲ့အဲ့ဒါအသားကျသွားလိမ့်မယ်အဲ့တော့လူပုံစံပြောင်းတာကတော့စားရမျောလင့်မိတာပေါ့နော်ပြီးတော့တချို့ကြရလဲလုံးဝnatural ကြိုက်တယ်ဆိုပြီးပြောတဲ့သူရှိတယ်ပေါ့နော်စုကတော့စုထင်တယ်ပေါ့နော်ဒါက natural ဖြစ်တဲ့လောက်ဖြစ်တယ်လို့ထင်တယ်ရုပ်ကတော့ပြောင်းသွားတယ်သူက natural ဆိုတာကိုတချို့ရဲ့ယူဆချက်ကကြတော့ကိုယ်ရုပ်နဲ့အတူဆုံးက natural ဖြစ်စလို့အဓိပ္ပာယ်ဖွင့်ဆိုတယ်တချို့ကြတော့မှနှာခေါင်းကပေါ့နော်အရန်ဆိုးကအရန် surgery လုပ်ထားတဲ့ပုံမပေါ်တာကို natural လို့ထင်တယ်အဲ့တော့စုကဒုတိယလူမျိုးအရန် surgery လိုမျိုးနှာခေါင်းရဲ့ကြီးသွားတဲ့ဥစ္စာမျိုးပဲမဟုတ်ဘူးဆိုရင်စုတထား natural လို့ထင်တယ်သို့တော့စုရဲ့မျက်နှာလုံးဝ flat တောင်မှာစုကဘယ်လိုလူမျိုးလဲဆိုတော့လေစုကိုဆိုဘယ်တိုင်းသားနဲ့မှားတက်လဲဆိုတော့ကချင်နဲ့မှားတက်တယ်ကချင်လိုမျိုးပအိုးလိုမျိုးအဲ့လိုမျိုးတိုင်းသားနဲ့စုကရုပ်တူတယ်အဲ့လိုမျိုးကိုတွေးလိုက်တယ်ဆိုလို့ရှိရင်တော့လုံးဝစုက totally different ဖြစ်သွားတဲ့အတွက် natural မဖြစ်ဘူးလို့ပြောလဲရတယ်ဒါပေမဲ့စုကိုယ်တိုင်ကဒါတော့ဟိုးငငယ်တွေကပေါ့တကယ်ငငယ်တွေကစုအသက်ထက်ဝက်လာပေါ့နော်အခုဆိုတော့ထက်ဝက်တစ်မြောက်30ပေါ့နော်ဒီဇင်ဘာဆို30ပြီမှာအဲ့ဒါမတိုင်ခင်ကစုရဲ့ပြောင်းချင်တဲ့ dream board ပေါ့နော် vision board ပေါ့အဲ့ဒါ totally လူတစ်ယောက်လိုပြောင်းချင်လူတစ်ယောက်လုံးဝကိုယ့်ရဲ့new face ပေါ့အဲ့လိုပုံစံကိုပြောင်းချင်တာအခုကျတော့စုနှာခေါင်းပြင်လိုက်တယ်ဆိုတော့စုသိတယ်တော်တော်ပြောင်းသွားမယ်ဆိုတာအဲ့ဒါကိုလည်းအရင်ကြိုက်တယ်ဒါကြောင့်တချို့ကျတော့အမလုံးဝနောက်လူလိုပြောင်းသွားတယ်စိတ်မဆိုးနဲ့ဆိုစိတ်မဆိုးဘူးအဲ့လိုပုံစံကိုကြိုက်တယ်အဲ့လိုပုံစံကိုပြောင်းချင်တယ်ဒါကြောင့်လဲကိုယ့်လည်းမလိမ်ဘူးပေါ့နော်တချို့ကြရှိဟို naturally ပဲကြိုက်တယ်ဒါပေမဲ့တကယ်တမ်းလုပ်လိုက်တဲ့အခါမှာတိတ်လဲမထူးဘူးဆိုပြီးခံစားရတယ်ဆိုရယ်စိတ်ရှိအဲ့တော့စုမလိမ်မဲအမှန်တိုင်းမေးကြည့်ပေါ့နော်ငါတကယ်ကိုလုံးဝ natural ပဲကြိုက်မှာလားငါလုံးဝဘာမှမပြောင်းတပြောင်းလေးကိုပဲလိုချင်လားဆိုပြီး deeply မေးတယ်စုလေတိတိတတ်ပြောင်းချင်တယ်အဲ့ဒါကလေကိုယ့်မလိမ်ပဲပြောတာပေါ့နော်ဘာလို့လဲဆိုတော့လူဆိုတာကလေသူများပြောရင်လည်းနားယောင်တက်တယ်စုလို့ဆိုလဲအခုဆိုလဲ social media ခက်ကွာစုပေါ်ရင်လည်း mental awareness တွေပါပြောတယ်ကွာအဲ့တော့ဘာဖြစ်လဲဆိုတော့ surgery ကောင်းလားဆိုပြီးပြောလို့ရှိရင်အဖြေကမကောင်းဒါပေမဲ့အရက်ကိုလူတိုင်းကမကောင်းမှန်းသိတယ်ဒါပဲဘာလုပ်ကြလဲတောက်ကြရမလားအဲ့လိုပဲအဲ့တော့ဒါကစုရဲ့မကောင်းတဲ့စိတ်ပေါ့နော်မကောင်းတဲ့စိတ်နဲ့ guilty pleasure တွေမှာ surgery ပါတယ်အဲ့တော့မကောင်းမှန်းသိတယ်ဒါပေမဲ့ဒီအရာကိုထွက်ပေါက်လို့မပြောဒီအရာကိုသိရတဲ့ risk ကိုခံပြီးတော့ကိုကြိုက်လို့ပြင်နေဆိုတဲ့သူတွေမှာပါတယ်အဲ့လူဆိုတော့တယောက်တစ်မျိုးစီပေါ့နော်နောက်တစ်ခုကစုထွင်တာပေါ့ဒါကတော့ Sagittarius မလို့လားမသိ Sagittarius ရ new things ကြိုက်တယ် Avengers ကြိုက်တယ်ပြောင်းသွားလဲဘာဖြစ်လဲပေါ့တော့အဲ့လိုမျိုး personality မှာစုပါတယ်အဲ့တော့စုကတော့ဒါကြောင့်ကိုယ့်ကို deeply မေးတဲ့ခါမှာငါပြောင်းချင်တယ်ငါနည်းနည်းလေးပြောင်းတာမဟုတ်ဘူးငါအဲ့လိုကြည့်လိုက်ရင်လှလိုက်တာဒီကောင်လေးဖြတ်သွားရင်လှလိုက်တာဆိုရဲအဲ့လို main ကလေးတယောက်ရဲ့ခံစားချက်မျိုးဘဝမှာခံစားချင်တယ်ပေါ့နော်အဲ့ဒါကတော့အများကြီးပါမှာပေါ့နော်စုကိုရိုင်းကလည်းအရင်အလှအပနဲ့ပတ်သက်လို့ရှင်တော့ confidence ကိုအပြည့်ဆိုတဲ့ကလေးဘဝကလည်းလာတာမဟုတ်ဘူးပြောရမယ်ဆိုလို့ရှိရင်အဲ့လိုတော့လှဘူးချင်တယ်ဒါပေမဲ့နောက်တစ်ခုပြောမယ်အရင်တော့စုထင်တယ်ပေါ့နော် surgery လုပ်တာကိုယ့်ရဲ့ appearance ကို insecure ဖြစ်ပြီးတော့အကုန်လုံးပြောင်းချင်တာဆိုအဲ့ဒါတော့မှားတယ်ဘာလို့ဒါကို deeply ပြောလဲဆိုတော့စု insecure ဖြစ်တယ်ဆိုတာကြာတော့အဲ့အရာကိုတခုကြောင့်ဖုံးကျင်တာကာကွယ်ကျင်တာစုနှာခေါင်းပြတာကိုမဖုံးကျင်ဘူးမကာကွယ်ကျင်ဘူး it's okay ပေါ့နော်ကိစ္စအောင်မရှိဘူးအဲ့ဒါကိုသူများတော့ဂီးကိုမဆိုင်ဘူးဒါပေမဲ့ upgrade လုပ်ပြီးပြောင်းကျင်လားပြောင်းခွင့်ရှိမယ် safely ဖြစ်နဲ့ပြောင်းခွင့်ရှိမယ်ပတ်စံလည်းအဆင်ပြေပဲပြောင်းခွင့်ရှိမလားဆိုတော့စုပြောင်းကျင်တယ်အဲ့အတွက် yes ပြောင်းတယ်ပေါ့နော်အဲ့တော့လူတွေမှာ ideology ကအမျိုးမျိုးရှိနိုင်တယ်ဆိုတော့စုကတော့အဲ့လို idea နဲ့လုပ်ခဲ့တယ်ဒါပေမဲ့စုတစ်ခုပြောမယ်နော် surgery ကိုကလုပ်ပြီးတော့သူများကိုအားမပေးဘူးဆိုတာမျိုးလေထင်ကြမယ်ပေါ့နော်ဒါပေမဲ့အမှန်တိုင်းပြောမယ် surgery သည် online မှာသူများတွေကအဲ့လိုမျိုးပေါ့နော်ဒီလိုတက်နိုင်တဲ့သူတွေကတော့အရန်ကို safe ဖြစ်တဲ့နေရာတွေမှာလုပ်ကြတယ်ပေါ့နော်အဲ့ဒါကောင်းတယ်ဒါပေမဲ့လေကိုကလည်းမတက်နိုင်လို့ရှိရင်လေအဲ့ဒီလူတွေလုပ်တယ်လို့မလုပ်နိုင်မဲနဲ့ကိုတက်နိုင်တဲ့ဥစ္စာလေးမှလည်းစုဆိုလည်းလုပ်ခဲ့တယ်ပြီးတော့
mess up ဖြစ်တယ်စုမှာဒီဘက်နှာခေါင်းမှာအရှင်တော့ဆိုရင်ဘာလေးရှိလဲဆိုတော့အပေါက်လေးရှိတယ်အဲ့ဒါဘာလို့လဲဆိုတော့ပထမ surgery ဥစားထုတ်လိုက်တဲ့အခါမှာ तू ကဟိုးအတွင်းထဲမှာနည်းနည်းလေးအသားလေးကပြဲနေတာအဲ့ဒါကိုစုမသိခဲ့ဘူးဘာလို့လဲဆိုတော့မမြင်နေရအောင်လေထုတ်လိုက်တဲ့အခါမှာဘာလို့6လလောက်ကြာတော့လေးတဲ့အခါမှာထုတ်တဲ့အခါမှာအဲ့ဒီပြဲတာလေးကဆရာဝန်ကပြောတဲ့အခါမှာ तू ချုပ်တဲ့အခါမှာဒီနားလေးကမြင်ရအဲ့တော့ဘာဖြစ်လဲဆိုတော့ထုတ်ပြီးတော့လဲဘာမှတော့ဖြစ်ဘူးဒီလိုနှာခေါင်းကိုနှာညှစ်လိုက်တိုင်းမှာနာရီအများရင်ဘူးစီပေါင်းလေဘူးဆိုဒီကနေထွက်တယ်အဲ့တော့ဘာပြောချင်တာလဲဆိုတော့အဲ့ဒါစာကျူးရဲ့စိုးကျုံအဲ့တော့ကိုကတော့ပြင်ကျင်တယ်သူများပြင်တဲ့အတွက်ပြင်ကျင်တယ်တက်နိုင်တဲ့အမောင့်လေးနဲ့ပြင်ကျင်တယ်ဒါပေမဲ့ knowledge ကလည်းမရှိဘူးဆိုတော့ကပောက်ကရကြီးလုံးမိတယ်အဲ့မီအေးနှစ်ခါသုံးခါနာဖို့ကွဲသိလားဆိုတော့ကဒါကြောင့်စုဘာပြောချင်လဲဆိုတော့စုကိုယ်တိုင်လည်းပြင်အောင်ဆက်ဆက်ယူကြိုက်တဲ့သူသို့တော့စုနော်တကယ်တော့ US မှာလည်းစုပြင်လို့ရတယ်ဒါပေမဲ့စုလုပ်ချင်တဲ့ techniques က US မှာဆိုရင် California ဘက်မှာဆိုရင်ဒေါ်လာ2000ခွဲလောက်ပေးရတယ်အဲ့လောက်ကြတော့မလုပ်ချင်တော့အဲ့တော့ ထိုင်းမှာကြတော့ USD 1000လောက်ဖြစ်သွားတယ်ပေါ့ဟိုပေါ့နော်ဘက်ကတော့3သိန်း5000 USD 1000လောက်ဖြစ်သွားတယ်ဈေးများတယ်အဲ့တော့တချို့ကပြောမယ်ဟာနှာခေါင်းကအဲ့လောက်ထိပြင်ရမို့ထိုင်းမှာအဲ့လောက်ဈေးမရှိဘူးဆိုတာဟုတ်တယ်ဆီလီကွန်နဲ့ဆိုမကြည့်ဘူးအဲ့ဒါကိုတချို့ဆိုရင်ဆီလီကွန်ရဲ့နားအရွက်ရည်နဲ့လုပ်တဲ့ဥစ္စာရှိဆီလီကွန်ကလည်း safe ဖြစ်တာတော့မဟုတ်ဘူးသူကဆီလီကွန်ကသူလှတဲ့ပုံစံကို customize တွေလည်းပို့လို့ကောင်းတယ်ဒီဥစ္စာဆိုရင်သူ6လလောက်ထိအောင်တေးချာ queue ဆိုင်ဆီလီကွန်ဆိုရင်သူကအထီးခိုက်တွေအောင်ပိုတော့ခံသေးရတယ်ဆရာဝန်ကပြောတယ်ဒါပေမဲ့ဒီဥစ္စာ6လပြီးပြီတစ်နှစ်လောက်ဆိုလို့ရှိကြတော့ကိုယ့်ရဲ့ဒီနံယူတကယ်အရှိုးနဲ့ဒီဥစ္စာနဲ့ပြန်သွားတဲ့အခါမှာ तू ကလေဟိုဘယ်တော့မှဘလို့เจ้าမှ allergic တွေမဖြစ်နိုင်ဘူး allergic တွေမကဘူးဆီလီကွန်နဲ့လည်းကိုလည်းတဲ့တာပဲလို့ပြောလိုက်မယ်ဒါပေမဲ့အသားရည်ဆိုတာသူကဘယ်အချိန်မှဆိုတဲ့ sign ဆိုတာရှိတယ်တချို့ဆိုရင်တသက်လုံးဆီလီကွန်ထည့်တာအဆင်ပြေတယ်ဒါပေမဲ့အသက်အရွယ်တစ်ခုမှရုပ်တရက်နော်သွေးသားပြောင်းတာဖြစ်ပါစေ something ကြောင့်အဆီလီကွန်ကညာကြီးပို့ပြီးဖောင်းလာတာသို့မဟုတ်ဆီလီကွန်ရွှေ့တာသို့မဟုတ်အမျိုးမျိုးပေါ့နော်ဒီအသားဒီဥစ္စာကျတော့ autologous tissue ဆိုတာကြောင့်ဒီ autologous muscles လားမသိအဲ့ဒီပေါ့နော်စုရဲ့ဒီခန္ဓာကိုယ်မှာရှိအယိုးတွေဒီ muscles တွေကသူတို့ bonding ပြန်ဖြစ်နိုင်တယ်ဆိုတော့ကစုဒါကိုသေချာ research မလုပ်ရသေးဘူးစု 100% ပြောလို့မရဘူးဒါပေမဲ့ तू ကတသားရဲလိုမျိုးပြန်ဖြစ်နိုင်တယ် bonding ဘယ်လိုဖြစ်လဲမသိဘူးเนาะဒါကို scientifically မသိဘူးဒါပေမဲ့တသားရဲလိုပြန်ဖြစ်နိုင်တယ်ဆိုတော့က 100% safe ပို့ဖြစ်တယ်နောက်တစ်ခုကသူကကြာ long term မှာလုံးဝပုံပြောင်းနိုင်အောင်ကြာလာလေပိုသားကြာလေပိုဖြစ်နိုင်တယ်ဆိုတော့စုကအဲ့ဆီလီကွန်ပေါက်တာမျိုးလိုမျိုးခံစားဖို့တာဖြစ်တဲ့အတွက်စုကဆီလီကွန်ကိုမရွေးချယ်ပဲနဲ့စုကအဲ့ဒီဈေးကြီးတဲ့ techniques ကိုရွေးချယ်လိုက်တာဆီလီကွန်ကိုမှပိုပြီးကောင်းတဲ့နည်းတွေလည်းရှိနိုင်တယ်စုထက်လည်းလှတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်တကယ်ကိုဆီဘာလို့လဲဆိုတော့ဆီလီကွန်ကပိုလွယ်တယ်ကွာဒီနံရိုးကကြတော့သူ့နံရိုးကြီးကဆီလီကွန်လို့မဟုတ်ဘူးလေအဲ့နံရိုးကို S ရာဝင်ရလေတကယ်ကို artist တယောက်လိုမျိုးဓာတ်နဲ့ပုံစံလေးထွင်းထွင်းတာအောင်မှကိုယ့်ရဲ့ဒီအဲ့အရိုးနှစ်ခုပြန်ပြီးတော့ချုပ်ပြီးတော့အဲ့ဟာကိုပြန်ပြီးတော့တင်အဲ့လိုဒီအထီကိုသူကပုံဖော်ရတာဆိုတော့ကဒါဆရာဝန်ဆိုတာထက်တော့ artist တယောက်ကနေပြီးတော့လုံမှအဆင်ပြေတယ်လို့ဖြစ်တာပေါ့နော်အဲ့တော့ဘာပြောချင်တာလဲဆိုတော့ဆီလီကွန်ကြတော့ရှင်းတယ်ဒီဆီလီကွန်ကိုထည့်မယ်ချုပ်ရိုးချုပ်သားတည်တတ်တယ်ဆိုရဲဆရာဝန်ဆိုရင်လက်ရမှန်မယ်ဆီလီကွန်ရဲ့ shape မှန်လို့ရှင်လဲပုံစံကဘယ်လိုမျိုးအောက်ခမ်းပြမလဲဆိုတာကြိုပြီးတွက်နိုင်တယ်ဒါရဲ့ကောင်းတဲ့အချက်တွေပေါ့ဆီလီကွန်ကဆိုတဲ့အချက်ရတော့အများကြီးတော့ဆီလီကွန်မှာလည်းမတွေ့ပါဘူးသို့တော့ခုနပြောလို့စုရဲ့ trauma နဲ့စုပေါ့နော်ပြီးတော့စုက long term ကိုဘတ်တော်မှဒီနှာခေါင်းကိုမထိတော့ဘူးဆိုရဲစိတ်နဲ့လောက်တာဖြစ်တဲ့တော့ဒါအကောင်းဆုံး the best ဈေးကိုအကြီးဆုံးဆိုတာကိုလုပ်တယ်အဲ့တော့တခုရှိရပေါ့နော်ခုနပြောလို့ဈေးကြီးရဆိုတာကျတော့ US မှာဆိုဒီတက်အများကြီးနှစ်ဆကြော်ဈေးကြီးရဒါပေမဲ့စုလုပ်တဲ့ဥစ္စာကျတော့ဈေးရတက်တာစုအဲ့လိုတက်တာရဆိုတဲ့နေရာမှာသူများရေပြောမယ်ဟာဘတ်တော့ USD 1000နော်3500နီးလောက်ဆိုတော့ဒီလောက်ဈေးကြီးတာဆိုပြီးပြောလိုက်မယ်စုပြပြမယ်စုကစေးခန်းဟိုဘလောက် research လုပ်လဲဆိုတော့စုက3နှစ်ဆောင်တာ3နှစ်ဆိုတော့ဒီရက်ကိုစုလုပ်ဖို့အတွက်ကိုနော်ရုပ်တရက်လေးစဉ်းစားပြီးထိုင်းရောက်ပြီးလုပ်တာမဟုတ်အဲ့3နှစ်လုံးမှာ research လုပ်တာအားလုံးပေါင်း15ခုထိုင်းနိုင်ငံရဲ့ထိပ်ဆုံး clinic မသွားအောင်တော့ hospital ပဲသွားတယ်ဘာလို့ဆိုတော့ clinic တွေကကြတော့ဟိုပြောရမယ်ဆိုလို့ရှိရင် facility က hospital လို့မဟုတ်ဘူးဒါကြောင့်သူတို့ကိုယ်တိုင်လည်းသိရပါ clinic ဆိုရင်တစ်စီးလဲအဲကြောင့် clinic တွေကစီးပေါ်တယ် hospital တွေကစီးကြည့်တယ်ဒါပေမဲ့ hospital ပဲစုရွေးတယ်အဲ့တော့ hospital ကြီးပဲ15ခုရွေးတဲ့အခါမှာသူတို့ကဒီလိုမျိုးလုပ်တဲ့ဥစ္စာတချို့ကြတော့သူတို့ရဲ့ကိုရီးယားဆရာဝန်ကထိုင်းမှာမရှိသေးတယ်တော့မရဘူးပြောတယ်ချို့ကြတော့သူတို့ရှိတဲ့ဆရာဝန်တွေရဲ့လက်ရမကောင်းတာရဲ့ပြီး20လောက်ပဲ experience ရှိသေးတယ်စုရဲ့ဆရာဝန်ကလုံးဝကျွတ်နေတာသူကထိုင်းနိုင်ငံရဲ့ open rhinoplasty ကို founder အနေနဲ့လုပ်တယ်ဘယ် company လဲဆိုတာတော့သိတော့မယ်ထင်တယ်နော်ပြီးတော့အဲ့ rib
college ပေါ့ college ပါစုအတန်တော့မှာနေဒီနိုင်ရုံးနဲ့လုပ်တဲ့ဥစ္စာကို founder အနေနဲ့လုပ်တယ်ဆိုတော့ကသူကနေထိုင်းနိုင်ငံကို ad technology ကို founder တယောက်အနေနဲ့ကျန်တဲ့ doctor တွေကိုပြီးတော့clinic တွေ hospital တွေကို training နဲ့ဒီလိုအဖွဲ့အစည်းတစ်ခုလို့လုပ်တာဆိုတော့ကသူ့ရဲ့အသက်တန်းနဲ့သူ့ရဲ့ဒီ experience နဲ့ပြီးရင်သူကဆရာဝန်နေနဲ့ရက်တည်ရမဟုတ်သူကိုယ်တိုင်ကလည်း SC ယုံကြီးကိုပိုင်တာဆိုတော့ပြောရမယ်ဆိုလုံးဝသူ့ရဲ့ experience ကိုစုကလုံးဝယုံပြီးသားအဲ့တော့သူနဲ့တကယ်တမ်းစုခွဲစိတ်ဖို့အတွက်ကို 3D စစ်တဲ့ခါမှာစုရဲ့နှာခေါင်းကကောက်နေအဲ့ဒါကိုတီးပြီးသားပါယုံဟိုပါပေါ့နော်ကိုယ်အနေနဲ့မြင်နေရရင်တော့ကောက်နေမှမသိဘူးဒါပေမဲ့စုကတော့ make up တွေပဲပုံမှန်ကြီးရနည်းနည်းကောက်နေတယ်ဒါပေမဲ့ 3D မှာဆိုတော့တော်တော်ကြီးကောက်တာအဲ့တော့ကောက်နေရအောင်ပြင်ရတယ်ပြင်ရတဲ့ခါမှာတစ်ခုရှိရစုမျက်နှာဒီဘက်နဲ့ဒီဘက်ကိုမညီဘူးလေအဲ့ဒါကိုလည်းစုမသိဘူးလေအဲ့တော့သူကဘာဖြစ်လဲဆိုတော့ဒီတိုင်းမထဲလိုက်ရင်သူက sooner or later ဒီလိုခြိုက်နေဒီလိုဟိုဘယ်လိုပြောရမလဲကြာလာမှနှာခေါင်းအဲ့ဒါကိုတော်တော်များဆရာဝန်တွေကလုံးဝမပြင်ပေးဘူးเนาะလုံးဝလည်းအဲ့ဒါကိုအကြံဉာဏ်ပေးဘူးဒါပေမဲ့ तू ကအဲ့နှစ်ခု balance ကိုချိန်လိုက်တဲ့ခါမှာဒီနားလေးကဒီဘက်ထပ်ပို့ပြီးတော့နှိမ့်နေတဲ့အတွက်ဘယ်ဟာပဲဘလို့ထက်တဲ့ဒီလိုဆောင်းလာမှာပဲဘာလို့လဲဆိုတော့စင်းလေ gravity သဘောရဖြစ်ပါပဲဖြစ်အဲ့တော့ gravity တော့မဟုတ်ပါဘူးဒီလိုဆို whatever ပေါ့နော်ဒီလိုအဲ့ရင်ပဲဖြစ်စီဒီဘက်ကအဲ့တော့ဆောင်းလာမှာပေါ့အဲ့တော့ तू ကဘာလုပ်လဲဆိုဒီဘက်ကိုစုအဲ့နန်ရိုးကကျန်တဲ့အယိုး तू ကဟိုပဘယ်လိုပြောရမလဲပေါ့နော်အားလုံးနှုတ်စင်းနေပဲပြောမလားဒါမှမဟုတ်အဲ့လို powder နည်းဖြစ်အောင်လုပ်ပြီးတော့လုပ်တယ်ပြောမလားဆိုတော့ filter ဟိုနော် filter ထိုးလို့ရတယ်ဒါပေမဲ့ filter မထိုးဘူးနော် fat ကိုလည်းမထည့်ဘူးနော် fat ကလည်းပြန်ပြီးပြောင်းနေတယ်အဲ့နန်ရိုးရဲ့ရှိတဲ့ဒီ mic လေးဖြစ်အောင်ပေါ့နော်ဒီ powder နည်းပေါ့အဆုမပြောတော့ကွာစုအဲ့ဒါ process လဲကိုလည်းမေ့နေအောင်မသိဘူးအဲ့ဒါလေးကိုစုကိုထည့်ပေးလိုက်တယ်အဲ့တော့ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ကဒီပေါ့နော်ဒီအယိုးနဲ့ကိုယ့်ရဲ့ဒီမျက်နှာကိုပါ balance လုပ်ပေးလိုက်တော့စုမျက်နှာအရင် balance ညီတယ်လို့ဖြစ်သွားတယ်စုကိုစုတော့မသိဘူးဘယ်နာအနှိမ့်နေဘယ်နာမြင်လဲဆိုတော့အဲ့လိုလုပ်ပေးလိုက်တာအမှန်တကယ် service ဆိုရင်စုတောင်းတာမဟုတ်ဘူးsorry အဲ့အတွက်စု9000ပို့ပေးခဲ့ရတယ်ဘတ်9000အဲ့တော့ဘတ်4သိန်းဖြစ်သွားတယ် yes အဲ့တော့ okay အဲ့တော့နှာခေါင်းစာ air process တော့မပါဘူးเนาะအဲ့တော့ तू ကအဲ့ဒါကိုပြောတယ်နင်းဥစားအဲ့လိုမျိုးဖြစ်နေတယ်နင်းကိုလှုပ်ဖို့ငါ recommend လုပ်တယ်နင်းမို့ဆိုရင်နင်းမျက်နှာနည်းနည်းလေးနင်းတော့မမြင်ရအောင်ဒါပေမဲ့ဒီလိုမျိုးဖြစ်နေတယ်ပေါ့အဲ့တော့ကိုကတော့လုပ်မယ်ပြီးတော့နောက်တစ်ခုကြိုက်တာခုနပြောလို့ तू ကပို့ပြီးဈေးပေါ်တဲ့ option ရွေးလို့ရတယ် filler ထိုးလိုက်လို့ရတယ်လွယ်လေး fat တွေထည့်လိုက်လို့ရတယ်ဒါပေမဲ့ तू ကပြောတယ် the best way ကဘာဖြစ်တယ်နင်းလှုပ်ချင်လို့ရတယ်နင်းချိဖြစ်တဲ့ဥစားလည်းရွေးလို့ရတယ်နောက်တစ်ခုဆိုကအဲ့ဒါလည်းမကောက်ဘူးနောက်ထပ် surgery လုပ်ချင်လို့ရှိရင်မျက်အိတ်ဆိုအဲ့နဲ့သူ့မျက်အိတ်ဥစားပါဆိုက quotation မှာတောင်းတယ်ဒါပေမဲ့တော့ဗာပြောရဆိုနင်မျက်အိတ်မလုံးနဲ့မျက်အိတ်လုံးရမယ့်အရွယ်မဟုတ်ဘူးတဲ့ပတ်စံကိုအဲ့ဒါကိုမယူအဲ့ဒါကိုပြန်ပေးလိုက်တယ်ပြောချင်တာကွာသူ့စီကိုဒါကိုပတ်စံကိုစုကပေးထားတာလှုပ်ချင်သူလှုပ်လိုက်ရတယ်သူပတ်စံပို့ယူလို့ချင်လှုပ်လိုက်ရမလှုပ်ဘူးဒါနေမလို့တဲ့အတွက်နေမလုံးနဲ့နင်ကဒါဆိုလို့ရှိရင်ရပြီဆိုစုအဲ့လိုလုပ်ပေးတယ်အဲ့တော့ ethically ရောစုအရန်ကျင်တတ်တာပေါ့နော်အဲ့တစ်ချက်ကတော့ဆိုတော့ဒါကတော့စုရဲ့ experience နဲ့စုပွင့်လင်းဆုံးပြောတာစုအမှန်တမ်းပြောလို့ရှင်เนาะဒီဥစ္စာကိုလေစုကလေမပြောချင်ဘူးဒီမပြောချင်လို့တော့မှစုဒီစေးကန်းနေပါတွေကိုကွာကိုယ့်ရဲ့ဓာတ်ပုံတော့မတင်ခိုင်းဘူးစုတကယ်တော့စုအတွက်ဟိုပေါ့နော်စေးကန်းကိုဓာတ်ပုံတင်ခိုင်းလို့ရှင်ကွယ်350လောက်ပေးစရာမလို350လောက်ဘယ်လောက်လဲဘတ်3000ဆိုတော့350 I don't know 340လောက်ထားပါတော့ဟိုပေါ့နော်သို့တော့တမင်ကိုဒီဟာကိုရွေးချယ်တယ်ဘာလို့လဲဆိုတော့စုပြပြမယ်နော်တချို့မြန်မာနိုင်ငံမှာလူတိုင်းကအခုကြည်နေတဲ့သူတွေမှာတက်နိုင်တဲ့သူရှိတယ်မတက်နိုင်တဲ့သူရှိတယ်စုကိုယ်တိုင်ဒီလဲမတက်နိုင်တဲ့ဘဝကနေပြီးတော့ဒီလိုပြင်ကျင်တဲ့သူဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ကိုလည်းကိုယ့်ရဲ့ဒီပေါ့နော်ဒုက္ခတွေရှိရပေါ့နော်ကိုဟိုမတက်နိုင်မလုပ်တဲ့အခါမှာနီလန်အမားတွေရှိတယ်အဲ့တော့အဲ့ဓာတွေကိုသိရတော့ငါမပြောတော့ဘူးအဲ့အတွက်ငါလုံးဝကိုငါဘာလုပ်လဲဆိုတာငါကိုငါပဲနေမယ်ငါဘယ်သူမှမပြောဘူးဒါပေမဲ့စုက secret ရေတော့စိတ်ဝင်စားဘူးကွာသူငယ်ချင်းတွေဆိုရင်တော့အနီးနားမှာရှိရသူဆိုရင်တော့ပေါ်တယ်မဲ့ဟဲ့ငါတော့ဘယ်လိုဆိုပြောတာပေါ့နော်ဒါပေမဲ့ငါ Facebook မှာငါမကြင်ညာတော့ဘူးဆိုဒါပေမဲ့လည်းရုပ်ကရမ်းပြောင်းတော့လဲရမ်းသိတာတယ်အဲ့တော့မပြောလို့မရတော့ပြောတာအဲ့တော့ပြောတော့လဲဟုတ်ပြီငါနည်းနည်းလေးပဲပြောပြီးတော့အဲ့လိုလည်းမပြောချင်ဘူးအကုန်လုံးဘယ်လိုပုံစံဆိုတာ feeling ဖြစ်တဲ့ process ideology အကုန်လုံးကိုပြောတယ်ဘာလို့လဲဆိုတော့ကိုယ်တိုင်ရွေးချယ်လို့ရတယ်နောက်တစ်ခုကကြတော့ surgery ဆိုတာဘာလို့မပြောချင်လဲဆိုတော့ surgery ဆိုတာလုပ်ကိုလုပ်တဲ့အရာလည်းမဟုတ်လို့ life update လုပ်တာ life မှာ sorry upgrade လုပ်တဲ့အရာလည်းမဟုတ်ဘူးတော်များကတော့ life မှာ upgrade လုပ်ချင်လို့ရှင် surgery နဲ့လုံးဝ glow up လုပ်ပေါ့နော်အဲ့ဒါမှားတယ်ဘာလို့လဲဆိုတော့ natural က the best ပဲအခုဆိုရင်လောလောဆယ်မှာဆိုရင်စကားပြောရင်အစားရီလို့မရဘူးနှာခေါင်းတက်တက်မျက်နှာတက်တက်လို့ပဲ right ဆိုတော့ကဟိုဒါဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ပါစေကိုယ့်ရဲ့ natural အစားတွေကဒီလိုမဟုတ်ဘူးဆိုရင်ဒီတန်တွေလည်းမခံအောင်ပတ်စံတွေလည်းမကုန်အောင်နောက်တစ်ခုကခုနပြောသလိုဟိုဘလောက်ပဲ safe ဖြစ်တယ်ပြော there are always risk
အဲ့တော့အဲ့ risk တရားရှိတဲ့အတွက်စုကဘလောက်သေအောင်ပတ်ဆက်တွေပေးပြီးတော့ပဲလုံအဆင်မပြေဘူးဆိုတာရှိနိုင်တယ်အမြဲတမ်းအဲ့တကယ်ဆိုတာရှိနိုင်တယ်အဲ့တော့စုကိုယ်တိုင်တော့မှစုကလှုပ်ချင်လို့လှုပ်ပေးမယ်စုအခုဆိုအမှန်တိုင်းပြောရင်တော့ကိုကလေလှုပ်ချင်လို့လှုပ်ပေးမယ်လေကိုကအိမ်မှာပေါ့နော်တူမာလေးနေနေတော့လေအော်လို့ငါတို့လှုပ်တာအရန်ဟိုပေါ့နော် normalize ဖြစ်ပြီးတော့ကလေးကအသက်ကြီးလာလို့ surgery လုပ်ချင်တယ်ဆိုရင်ငါဘယ်လိုပြောရပါမလဲပေါ့နော်မတီတီစုတို့လည်းလုပ်တာပဲပေါ့ something ပေါ့နော်အဲ့လိုမျိုးတွေးမိရဘာလို့လဲဆိုတော့ကိုကြတော့ကိုသူတို့က perfect ပဲပေါ့နော်သူတို့ရဲ့မျက်နှာကိုမကြိုက်တာပေါ့နော်သူတို့မျက်နှာကြာကိုက perfect လို့မြင်တဲ့အခါမှာဒါမျိုးကိုသူတို့တောင်းဆိုတာတော့မဟုတ်အဲ့လိုမျိုးတော့ကိုကစဉ်းစားမိတယ်အဲ့တော့ကိုတိုင်းလည်းခုနကပြောသလိုပေါ့နော်ဟိုပထမစာချွေမှာရခဲ့တဲ့ဒီဒဏ်ရာတွေနှာခေါင်းတွေကောက်တာတွေဒီကအပေါက်တွေဖြစ်တာတွေအဲ့ဒါတွေကိုပြင်ချင်တဲ့အတွက်ပြင်တာဖြစ်တယ်တကယ်ပါစုဖျားစုစီတခါမှစာချွေကိုမလုတ်ခဲ့ဘူးဘဝမှာပေါ့နော်ပထမစုအသက်20စလောက်တော့20လားမသိဘူးအဲ့ကတည်းကသာဘဝမှာဘာတစ်ခုမှမလုတ်ခဲ့ဘူးဆိုလို့ရှိရင်စုအခု29မှာစုလုံးဝမပြေဘူးစု natural face တိုင်းပဲနေတယ်ဒါပေမဲ့ပြင်နေအဆင်မပြေဘူးပြင်နေနောက်ကြတော့အဲ့ဟာရှိရဲ့ဥစ္စာကို fix ကိုနေပြီးလို့ရင်လို့မလုပ်လို့ရှိရင်လည်းဒီတိုင်းနေဆိုတဲ့အခါမှာ okay I want to fix it ဒါစုရဲ့အတွေ့ပေါ့နော်နောက်တစ်ခုကတော့မလိမ္မာဘူးဟို natural ဆို natural ပဲကြိုက်တယ်တော့လည်းမဟုတ်ဘူးခုနကပြောသလိုလူတိုင်းမှာမတူညီတဲ့ idea တွေရှိရဲ့စုမှာလည်းဘဝမှာကွယ်စုကျန်တဲ့ဥစ္စာတွေမှာဆိုငွေကြေးတွေတော်တော်စီးစစ်ပြီးသုံးတဲ့သူတယောက်ပါဒါပေမဲ့ဒီဟာလေးမှာတော့ငါဘဝမှာငါသုံးချင်တယ်ဆိုတဲ့စိတ်လေးတော့ဖြစ်တယ်အဲ့အတွက်တော့ okay ငါရဲ့ toxic ပေါ့နော်ငါရဲ့တခုတည်းသော unhealthy mindset and healthy and guilty pleasure အဲ့ဒါကတော့ surgery လုပ်တာပဲနောက်တိုင်းရလားဆိုပြီးတူးလေးတယောက်တည်းပြောရှင်တော့နောက်တော့မရဘူးပေါ့နော်နောက်တိုင်းရလောက်တဲ့အကျိုးဆက်တွေနဲ့နေ့ရက်တွေလည်းလို့အစင်မဖြတ်တန်းရလဲပါတယ်အသက်တွေကြီးရင်ဘယ်လိုဖြစ်မလဲလည်းမသိဘူးဟိုအဲ့ချိန်ကလည်းနောက်မှာကိုပြန်ပြီးတော့စီပြေလို့လုပ်မယ်ပေါ့နော်အဲ့လိုလုပ်ဖို့အတွက်ငွေကြေးရှိရမယ်အဲ့အတွက်တော့ငါတော့အလုပ်တွေတော့လုပ်မယ်ငါအမြဲတမ်းငါ life ကိုတော့ဒီ life ပုံစံတော့ sustain ဖြစ်အောင်လုပ်မယ်ဆိုတော့ဝေးပဲစဉ်းစားထားတယ်ဆိုလေအဲ့လောက်ထိ wise မဖြစ်ဘူးပေါ့နော်အဲ့တော့ပြောချင်တာကကိုယ်ကြည့်နေရဲ့အမျိုးသမီးတွေမှာလုပ်ကိုလုပ်ချင်တယ်ဆိုရင်အကောင်းဆုံးပဲလုပ်အကောင်းဆုံးမလုပ်နိုင်မလုပ်နဲ့စုကိုယ်တိုင်လည်းအကောင်းဆုံးကိုလုပ်နိုင်ဖို့လုပ်တယ်အကောင်းဆုံးမလုပ်နိုင်မလုပ်ဘူးအဲ့ဒါအပြက်ကိုတွေးလိုက်တယ်နှာခေါင်းအဲ့တော့ဒါလေးကတော့စုပြောချင်တာပါဘာလို့လဲဆိုတော့လူတွေအကုန်လုံးမှမတူညီတဲ့အတွေ့အကြုံရှိရလေပြီးတော့ဟိုထားလို့လည်းမရဘူးလေဒီမှာကျုံနှာခေါင်းကဒီလိုကြီးကိုအရင်ကိုတိတာနေတော့လေအဲ့တော့ဒီထဲမှာတယောက် ideas တွေမတူတာတွေလည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်မျိုးစုံပြောနိုင်တယ်ပေါ့စုရဲ့အရင်တော့ရုပ်လေးကိုကြိုက်တယ်ဒါမှမဟုတ်ပြင်းလိုက်ရင်ရုပ်ဆိုးတာပဲဒါမှမဟုတ်မစုရမ်းလာတဲ့အမျိုး idea တွေရှိမယ်အဲ့တော့စုဘာပြောချင်လဲဆိုတော့ကြိုက်တယ်လို့တွေးလို့ရပါတယ်စုကတော့အရန်ကိုယ့်အကိုသဘောကျတယ်အရန်ပျော်တယ်ပြီးတော့ဟိုကိုယ့်အကို investment လုပ်တယ်တခုလို့ပဲဆိုတော့တွေးလိုက်တယ်ဘာလို့လဲဆိုတော့ရုပ်ကိုပြပြီးတော့လေကိုကစီးပွားရေးလုပ်နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ဒါလေးကတော့တွေးပါတယ်လောလောဆယ်တော့နှာခေါင်းကcontrol လေးလုပ်ရင်ကောင်းမလားဒါပေမဲ့မလုပ်တော့ပါဘူးဒီထိတ်လေးကတော့နည်းနည်းလေးကြီးနေသေးလို့ highlight လေးကိုတေးသေးလေးပဲတင်တော့အဲ့တော့ခုဆိုရင် makeup ကအများကြီးပါဘာမှမလိမ့်ကြအောင်မလို့ပေါ့နော်အဲ့လိုလေးဖြစ်နေဆိုတော့ bye bye